What the dog doing? Hello guys, welcome to my Minecraft. Boom, bam, bop. Bada bop, boom, pow. Hey အားလုံးပဲဒီမှာကြည်ကျွန်တော်လက်ထဲမှာဝေရင်တုပ်တွေ့လားအဲ့တော့ကျွန်တော်တို့ဒီဝေရင်တုပ်နဲ့သူများတွေကိုလိုက်ရရမှာပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီ game ထဲမှာအတန်မာဆုံးဖြစ်အောင်လုပ်ရမယ်ပေါ့နော်1 2 3 1 2 3ဟိုးရမယ်ပေါ့ဒီကနေပြီးတော့ကြောက်ခဲစား round slam bam Okay, Pomo. 2, 3, pin 1, 2, 1, 2, 1, pin, K1. Yeah, me and Natala was here. ตีไล่ดอกပြေးပြီမျိုးကျော်ပြေးနေရကျော်တော့မှကြည့်အောင်အုံနောက်ငတိုးကြီးတော့ပြေးနေရတို့ကျွန်တော်လိုက်လာမှာလာသားဝါအဲ့ဒါမရိုင်းတာပဲဘယ်လိုအဲ့ရလုပ်ခွင့်ရိုစကေးဘူးနှိမ့်လိုက်တဲ့ချိန်ကျတော့နှိမ့်လိုက်တာလေဘယ်လိုကွာမရိုင်းလိုက်တာအပရာဆိုနာစီညိုရာချင်ပါစီနေဘာနာနီနီဘုံစီနီကူဘာလီတော့သူပီတရထပါလောလီလောလီတုံတုံတုံတာဟူတာဆာဟူမာတင်တင်တင်ဒူဟာတင်တင်တင်တီးပါလေကျွန်တော်ဘရိုကြောက်တဲ့အရာနိုင်ဘုံနိုင်ဘုံတီးလိုက်ရိုင်းနေကွာလေးပေါ်မြောင်စမ်းမမြောင်ဘူးလားမမြောင်ရင်ကျွန်တော်လက်သီးနဲ့ထိုးနိုင် yes တို့နိုင်ငံခြားသွားကျင်လို့လား1 2 3အာ1 2 3အဲ့အောင်ချင်းလေးဟာဘာလေးလဲမသိဘူးနော်ချင်းလေးကြိုက်တယ်မကြည့်ဘူးမကြည့်အေးဘန်မတည့်ဘူးဘယ်ကျွန်တော်မတည့်ဘူးဟုတ်လားကျွန်တော်မတည့်ဘူးဒီပါကြီးသေပြီလားအဲ့လောက်ဆိုသေပြီလားအဲ့ဒါဘာကြီးရောအဲ့ဒီလားအေးလာတယ် bro ဗါလဲခပတ်နဲ့ရိုက်မှာခပတ်နဲ့ရိုက်မှာအဲ့ဒါဘာရောကောင်းတာပေါ့ခပတ်နဲ့ရိုက်ဖုံဖုံစကေးဝါ bro ဘာရောအော်မြားတော့ကျွန်တော်မခံစားနိုင်တော့ကျွန်တော်အတိုင်းတောင်ရောက်နေရိုက်ပြီဟုတ်ပြီဘန်ပိတ်ကန်လား okay nice 1 2 3 4ပြီးရင်ခြေထောက်နဲ့ကန်ပြီးရင်ခွေးလိုဝက်လိုလိုက်ဆက်မတောင်းပေါက်ဘန်1 2 3ကြိုက်ပါပြီ bro ပြေးမယ်လို့ထင်တာဟာသိသွားရလူကြီးတော့သိသွားပြီမဖြစ်နိုင်ဘူးယာရီဘာတယ်နေလုံးနေရတယ်ယာရီဘရိုသားကျွန်တော်အများဆုံးညပကံလုံးကြီးလာခဲ့ဘယ်လိုကြီးတော့ what ဘယ်လိုစကားပေါ်ကြီးတော့ရပြီ bro ကျွန်တော် reset ချလိုက်ပြီရိုင်းနေတာကွာအဲ့ဒါငတိုးကြီးနေလောက်တာကွာအနီးကနဲ့ပြစ်လို့ရှိရင်ရှိတယ်ဖြစ်စရာကြီးကွာလီဒါအဲ့ဒီဟာကိုဖြတ်အဲ့ဒီကဘာကိုဖြတ်ဒါနဲ့ bro သိလားကျွန်တော် bro စီလာပြီမြေမျိုးစမ်းမမျိုးဟာဘာလို့လဲကျွန်တော်ဖျားရလို့လို့မပြင်းနိုင်ဘူးဟာတော်ရမ်းများသွားပြီတတ်ချောရမ်းများသွားကျွန်တော်အကောက်မှာဘယ်လိုမျောပါလားကျွန်တော်ကဘယ်လိုမျောပါဘယ်ကွာဟာမပြောဘူးဘယ်ပြောက်သွားတာလဲ bro တကယ်ကတော့ကွာကျွန်တော်တစ်မိတော့မှာပို့ဦးတယ်လေဟမ်
ဘရို တကယ်မတွေ့ဘူးလား ဘယ်နာပါလဲ တကယ်ကောင်းပါကွာ ဘယ်နာတစ်ပင်တော့ဘယ်နာတစ်ပင်မှာဘရိုဘယ်နာဘလို့ပုံနေတာတော့ ကျွန်တော် bro ရဲ့မြင်ကွင်းကနေပြောင်းအောင်လာနေနေ ဘရိုကျွန်တော်မြင်ရလား မြင်ရတာပေါ့ အဲ့ဒါဒီနားတစ်ပိုက်ပဲအာ လာစ1 2 3ခုံရိုက် ဘရိုကျွန်တော် instant card အားမြင်မျိုးအားရတော့ဝယ်ရမယ် စားရပါဗျာအဲ့ဒါတော့ရောက်မလားရောက်ကွာယိုရှိအိုးယိုရှိ ဘယ်လိုမျိုးချင်ဘူးဘရိုကျွန်တော်အလုံး 1 2 3 nice ဒီလိုမှပေါ့ငနုလေး ဘရိုကျွန်တော်စီလာခဲ့ဟာ သိတယ်ပိတ်ကန်ဝူးဘန် အယိုးတွေတော့ကျိုးသွားပြီတို့ရဲ့ bro ကလက်ကြီးထွက်နေ ညီမ ကျွန်တော်လိုမျိုးဘေးစားဖို့ကွာ bro လက်ကြီးထွက်နေဟိုကဘာလဲဝတ်တုတ်ကြီးတွေကတစ်ပင်တော့ပုံနေတဲ့အတိုင်းပဲအာကပ်စီလေးတေတော့ပါပဲတေတော့ပါပဲ ကတော့ Roblox ဟာတာ မလေးပြေ ညာဦးဘရိုကျွန်တော်လာပြီးတော့ကျွန်တော်အောက်ကမှလို့ညာ ကဲစမ်း もううんざりだ တေးစမ်းဟုတ်ပြီ nice これで終わりだからだ မတိနေပါတော့ ခိုးလိုက်ဟုတ်ဘာတဲ့နေတော့နေဘယ်နောက်ကပြန်လုံးကျင် ဒီလိုနဲ့ main character တယောက်ဟာ villain ရဲ့အထိုးမှုတွေကိုအရင်ခံနေရပါတယ်သူချက်ဒီအောင်ပါဒါမဲ့သူကျိုးသားတယ် until I win ဒါပေမဲ့သူကျိုးသားပေမဲ့ villain ဟာအတိုးပဲခွာချီလို့ villain ရဲ့ထိုးချက်ဒီအောင်မှာသူလုံးဝမယုံမထွက်နိုင်ခဲ့ပါဘူးဒီလိုနဲ့နှစ်ချက်ဒီလိုနဲ့လေးချက်နဲ့သူခံလိုက်ရပါတယ်သူမရတော့ဘူးမင်းသားမရတော့ဘူးထိလို့မရတော့ဘူးဘရိုတေကန်နီးလေးကိုလိုက်ပြေးနေတယ်မင်းသားရဲ့ဆွမ်းအားတွေတော့မှပြေးမခံနိုင်တော့ဘူး မင်းသားပြန်ကြိတ်ခံလိုက်ရတယ်ခဏလေး bro ခဏစတာ မကနာသေးမှာဘရိုသေးမှာအာ ဘသူသေးသွားတော့အခုဘသူသေးသွားတော့ အဲ့ဒါဘရိုကျွန်တော်စိတ်နဲ့ထိမ့်ချုပ်နေတာဘရိုမျက်စိထဲမှာကျွန်တော်ခေါင်းပြသွားတာဘရိုမြင်ရတယ်ပဲကျွန်တော်အမှုန့်မုတ်ကြရတာမြင်ဟုတ်တယ်မလားကျွန်တော်ဘရိုလှည့်စားနေတာဘရိုစီကျွန်တော်လာခဲ့ပြီအော်အဲ့ဒါဘာလုပ်တာလဲ ကျွန်တော်ဒီပါလေး bro ဘေးမှာဒီပါလေး သိရအမ ကျွန်တော် bro နောက်ပါလေး ဟာလက်လက် ကျွန်တော် bro ဘေးမှာလေး ဘရိုဟာကာကြီးကွာမရရင်ကွာ ကျွန်တော်ဒီမှာလေးဒါကြော်ညာထိုင်း Minecraft နဲ့ Roblox က2025ရဲ့ popular ဖြစ်တဲ့ game တွေလို့ပြောရင်လည်းမမှားပါဘူး ဟဲ့အောင် Fortnite ရော Fortnite က script တဲမှာမရေးထားဘူးအဲ့တော့ထားပါအဲ့တော့ bro အနေနဲ့ Minecraft နေ Robux တွေဝယ်ယူနေဆိုရင်တော့ B-shot ရှိပါတယ် B-shot မှာဆိုရင် Minecraft account တွေ Minecraft တွေ Roblox player တွေအတွက်ဆိုလို့ရှိရင် Robux Royal Garden Pet တွေ item တွေထပ်ပြီးပြောရင် Steel ရဲ့ Brain Rot တွေက secret account တွေကိုပါဝယ်ယူလို့ရပါတယ်ဗျအဲ့တော့တခုခုဝယ်ယူနေဆိုလို့ရှိရင် B-shot မှာဝယ်ဖို့အကြံပေးချင်ပါတယ်